တဗ္ဗိတိယောဝေဝေဇန္တုတောကောရောကောဝိနတတုမာဒေဘဝံတွန္ဒရာယဒုက္ခိတိကာယုကောဘဝတဗ္ဗိတိယောယနေ့နှစ်သစ်ခါသမယမှစ၍ခတ်သိမ်းကုန်သောဘေးဥပတ်အန္တရာယ်ရန်အသွဲသွဲဟူသမျှတို့သည်ဝေဝေဇန္တုကင်းဖယ်ရှောင်ရှားကြပါစေကုန်တောကောစစိုးရင်ကြောင်းကြပူပန်ရခြင်းသည်၎င်းရောဂောစ96ပါးသောအနာယောဂသည်၎င်းဝိနတတုမကြမရောက်ပပျောက်ပါစေတေတုံမာကံကဘာသူကဘာသားတတ္တဝါတို့သည်၎င်းမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတို့သည်၎င်းသူတော်စင်ကောင်းသူတော်မြတ်လောင်းတို့သည်၎င်းအန္တရာယအန္တရာယ်အမျိုးမျိုးတို့သည်မာဘဝန္တုမဖြစ်ကြပါစေကုန်အန္တရာယကတ်ကြီးသုံးပါးတို့ကိုကျော်လွှားနိုင်ကြသည်ဘဝန္တုဖြစ်ကြပါစေကုန်အန္တရာယရန်သူမျိုး၅ပါးတို့ဤဘေးမှလွတ်ကင်းကြကုန်သည်ဘဝန္တုဖြစ်ကြပါစေကုန်ဒုက္ခိစကိုရောစိတ်ပါကျမ်းမာခြင်းချမ်းသာခြင်းရှိသည်၎င်းဒီကာယုကာဒီကာယုကောစအသက်ရာကျော်ရှည်စွာနေရခြင်းသည်၎င်းဘဝဘဝန္တုမုတ်ချမသွေဖြစ်ကြပါစေ